မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်နဲ့အရန်မဝေးတဲ့နေရာမှာတဘာဝထုတ်ကြောက်လိုက်ကူကြီးတစ်ခုရှိပါတယ်။ဒီကူရဲ့အတွင်းပိုင်းမှာတော့ဟိန္ဒူနတ်ဘုရားအယုတ်ထုတွေအများကြီးမြင်တွေ့ရပါတယ်။ကူရဲ့အတွင်းပိုင်းမှာတော့အခုမြင်တွေ့နေရတဲ့အတိုင်းအရန်ကိုလှပါတယ်ခင်ဗျာ။အခုမြင်တွေ့နေရတဲ့နေရာနေပြီးတော့ကျွန်တော်အတွင်းပိုင်းကိုထပ်ပြီးတော့ဝင်လို့မရတော့ပါဘူးခင်ဗျာဒီလိုက်ကူရဲ့အမည်ကတော့ဘတ်တူကေလို့ခေါ်ပါတယ်ဒီလိုက်ကူရဲ့အပေါ်တက်တဲ့လေကတဲ့စုစုပေါင်းအရေအတွက်ဟာ282ခုရှိတယ်လို့ကျွန်တော်တို့သိရပါတယ်အခုဆိုကျွန်တော်တို့အပေါ်ရောက်တော့မှာပေါ့နော်အပေါ်မှာလိုက်ကူထဲမှာပေါ့သူကဘာတွေရှိလဲဆိုတော့ကျွန်တော်တို့တက်ကြည့်အောင်ဒီမှာပေါ့နော်ဒီလေကားကနေတက်လာလို့ရှိရင်ဒီလိုမျိုးညှောက်တွေရှိတယ်ပေါ့နော်သူတို့ကတော့လူရှင်နေပြီဒါပေမဲ့ဖုံးတွေဘာတွေပတ်စံအိတ်တို့ဘာတို့ပေါ့နော်ဒီမျိုးလူပြီးတော့ပြေးနိုင်တယ်ပေါ့နော်ရောက်လာတော့အများကြီးပဲဟိုးဘက်နိုင်ရံတွေမှာလည်းရှိတယ်သူကဘေးမှာဟိုဟာကြီးကြောက်တောင်ကြီးဆိုတော့လေအဲ့ဘက်ကနေလာတာဖြစ်မှာဒီကောင်ကြီးအကြီးပဲဟာဟယ်လိုဒီမှာပေါ့နော်ဒီလိုမျိုးမြောက်တွေကဒီတော်တော်ရတယ်ပေါ့မြောက်တွေကဒီလိုမျိုးငါတို့မှကျွေးစရာလည်းဘာမှမပါဘူးဒီမှာပေါ့နော်ဒီကဂူရဲ့အတွင်းပိုင်းမှာဒီလိုမျိုးကြက်လေးတွေမွေးထားတယ်ပေါ့နော်ဒီဘက်မှာလည်းအပေါ်တက်တဲ့နေရာလေးတစ်ခုထပ်တွေ့တယ်ပေါ့နော်ကျွန်တော်တို့အဲ့ပေါ်မှာလည်းတစ်ချက်လောက်သွားကြည့်အောင်ဒီပေါ်မှာတော့ဒီလိုမျိုးဂူရဲ့အပေါက်ကနေဒီမှာအလင်းရောင်တွေဒီဘက်ကိုထိုးကြတယ်ပေါ့နော်ဒီမှာခင်းလင်းပြင်ကြီးဆိုတော့ဒီဘက်မှာအလင်းရောင်တွေကြားတယ်ဒီမှာလိုက်ဘူးကြီးကလိုက်ဘူးရဲ့ဟိုတယ်ပေါ့နော်ကျောက်ခြေထောက်တွေလိုပဲခြေထောက်တွေလိုကမ်ပိန်းโอเคကျွန်တော်တို့ဒီမှာအဲ့ဂျက်တီထမင်းဆိုင်ပေါ့နော်ဂျက်တီထမင်းဆိုင်မှာကျွန်တော်တို့မာရတဲ့ဟာတွေဒီမှာစိတ်သားဟင်းဒါအတီးရကျော်ဒီမှာကျွန်တော်တို့3ယောက်ပေါ့နော်3ယောက်ရှင်းလိုက်တာဘယ်လောက်ကြာလဲဆိုတော့43ကျပ်နော်43ကျပ်
ကျွန်တော်စားလိုက်ပါဦးမယ်ကျွန်တော်ဒီမှာဟိုအိန္ဒိယဆိုင်ဆိုတော့လေတော်တော်များများလက်နဲ့ပဲစားကြတာပေါ့နော်အခုကျွန်တော်တို့ဒီမှာနောက်ဟိုဟာလိုက်ကောင်းနဲ့ဝင်မှာပေါ့နော်လိုက်ကူထဲဝင်မှာပေါ့အဲ့လိုက်ကူထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်ကြမယ်လာလို့ဝင်လို့ရလားဝင်ကြည့်မယ်လား Look me in the eyes and kiss me slowly. Yeah, I love you down, but love me more. Please, only you know what to do. You catch me, touch me. Only you know what to do. You catch me. လိုက်ကူရတယ်လို့ပေါ့နော်ဒါတော့ကျွန်တော်အပေါ်ရောက်သွားပြီကြီးပဲလိုက်ကူရကြီးပဲဟိုးအပေါ်လို့โอ้မိုက်တယ်ဒီအဆုံးထိတော့ကြည့်အောင်လိုက်ကောင်းရဒါတော့ဆုံးသွားပြီပေါ့နော်ဒီဘက်မှာပါရှိတယ်ကျလောက်မကြည့်နိုင်ဒီဘက်မှာလည်းပေါ့နော်ဟိုခုနလိုမျိုးပေါ့လေကားနဲ့အပေါ်တက်လာရတယ်ဒီဘက်မှာတော့ပေါ်မှာရှိနေတယ်ဘာမှမသိဘူးပေါ့အပေါ်ကျွန်တော်ဒီမှာတော့လိုက်ကောင်းတွေ့တယ်ပေါ့နော်ဒီကနေကျွန်တော်တို့ဘာတွေရှိလဲကျွန်တော်ဆက်လောက်ကြည့်လိုက်အဲ့မှာတော့နည်းနည်းတော့သင်ရတာဖြစ်တယ်ဒီတော့ဒီကူရဲ့အတွင်းပိုင်းမှာတော့ဟိန္ဒူဘာသာကိုပူဇော်ပြုတဲ့နတ်ဘုရားရုပ်ထုတွေအများကြီးမြင်တွေ့ခဲ့ရပါတယ်ဒီလိုက်ကူရဲ့အထက်မှာပေါ့နော်ဒီလိုနတ်ဘုရားရုပ်ထုတွေကယာနဲ့ချီပြီးတော့ကိုအများကြီးရှိပါတယ်နောက်ပြီးတော့ဟိန္ဒူရိုးရာအကနဲ့ဒီဆိုပြုတ်ပြနေတာကိုလည်းကျွန်တော်ရတွေ့ခွင့်ရခဲ့ပါတယ်တောင်းငယ်ကနေအောင်လဲကျွန်တော်ကံကောင်းစွာနဲ့ထပ်ပြီးတော့ရတွေ့ခွင့်ရခဲ့ပါတယ်ကြည့်ရှုပေးတဲ့တဦးချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်မတူညီတဲ့နေရာဒေသတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်